အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ MT Tech page ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ Microsoft project မှာ print ဘယ်လိုထုတ်မလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ရှင်းပြသွားမှာပါကျွန်တော်တို့ Microsoft project မှာ schedule တွေဆွဲကြတယ်ဆွဲပြီးရင်ကျွန်တော်တို့က print ထုတ်ဖို့လိုအပ်လာပါလိမ့်မယ်အဲ့လို print ထုတ်တဲ့အခါမှာဒီ print setting ဘယ်လိုချိန်မလဲ page setup ဘယ်လိုလုပ်မလဲဆိုတော့လည်းပတ်သက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်ရှင်းပြပေးသွားပါမယ်ဒီ schedule က Tower Foundation schedule ပါဒီ project duration ကစုစုပေါင်းမှာ26ရက်ပဲကြာတော့နော် project အစကနေပြီးတော့မှ project အဆုံးထိဆိုရင်ကျွန်တော်တို့က26ရက်ပဲကြာတဲ့ project အသေးလေးတစ်ခုပါကျွန်တော် print ထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးဒီ file ဆိုတဲ့ tab ကိုကျွန်တော်တို့ click နှိပ်ပါပြီးရင်ဒီ print ဆိုတဲ့နေရာကို print နှိပ်ပါဒါဆိုရင် print setting လောက်ရတဲ့နေရာကိုရောက်ပါတယ်ဒီဘက်ကကျတော့ဒါ print preview ပါတော့အဲ့လိုနည်းနဲ့မသွားဘူးဆိုရင်နောက်ထပ်တစ်နည်းရှိပါသေးတယ်ကျွန်တော်ပတ်ပြန်သွားမယ်နောက်တစ်နည်းကကြတော့ဒီမှာရှိတဲ့ quick access bar မှာကျွန်တော်တို့ကဒီ print preview icon ကိုကျွန်တော်တို့ထည့်မှာပေါ့အဲ့လိုထည့်ဖို့ဆိုရင်ဒီ quick access bar ရဲ့ညာဘက်မှာရှိတဲ့ဒီ down arrow ကိုကျွန်တော်တို့နှိပ်ပါအခုဆိုရင် customize quick access toolbar ဆိုပြီးပေါ်လာတယ်နော်အဲ့ဒီနေရာကိုကျွန်တော်တို့ကနှိပ်ပါနှိပ်ပြီးရင် print preview ဆိုတာရှိတယ်အဲ့ဒီ print preview ကိုဆက်နှိပ်ပါဒါဆိုရင်ဒီ print preview icon က quick access toolbar မှာပေါ်လာပါပြီပထမကသွားသလို file ကနေပြီးတော့မှ print ကိုသွားစရာမလိုတော့ဘူးမလိုတော့ဘဲနဲ့ print ထုတ်ချင်ပြီဆိုရင်ဒီမှာတန်းပြီးတော့ကျွန်တော်နှိပ်လိုက်လို့ရပါတယ်ဆိုတော့အချိန်နည်းနည်းလေးပိုတက်တာသွားတော့ပေါ့ဆိုတော့အခုကျွန်တော်ဒီ print preview icon ကိုကျွန်တော်နှိပ်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ကဒီ print setting တွေကိုကျွန်တော်ရောက်သွားပါတယ်အဲ့တော့ဒီဘက်ချမ်းကမြင်ရတာက print preview ကျွန်တော်တို့ setting လုပ်မှာကဒီဘက် channel မှာကျွန်တော်တို့က setting လုပ်ပါမယ်အဲ့တော့အခုကျွန်တော်တို့ဒီညာဘက်ချမ်းမှာမြင်ရတဲ့ဒီ preview ထဲမှာကစာမျက်နှာ၄ခုတောင်ဖြစ်နေတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က၄ခုမလိုချင်ဘူးကျွန်တော်တို့ကစာရွက်တစ်ရွက်ထဲမှာပဲဒီ schedule တစ်ခုလုံးကို print ထုတ်ချင်တယ်ဒါဆိုရင်ပထမဦးဆုံးကကျွန်တော်တို့ဒီလောက်ရမှာကဒီစာရွက်ကိုကျွန်တော်တို့ကဒီ page setting တစ်ခုလုပ်မယ်။များသောအားဖြင့် schedule တွေကို print ထုတ်ကြတဲ့အခါမှာ A4 size letter size နဲ့ကမလုံလောက်ဘူး။ဒါကြောင့်မလို့ကျွန်တော်တို့က A3 size ကိုအသုံးများကြတယ်။ဆိုတော့အရန်ကြီးသွားတဲ့ဒီ schedule တွေဆိုလို့ရှိရင်ကျွန်တော်တို့ကအခုလိုဒီA3 တို့ A4 တို့နောက်က A1 တို့ A0 တို့ဒါမျိုးတွေကျွန်တော်တို့မသုံးတော့ဘဲနဲ့ကျွန်တော်တို့ roll paper တွေကိုသုံးတယ်ဆိုတော့အဲ့ဒီ roll paper တွေမှာဆိုလို့ရှိရင်ကြတော့သူက width ကတာ fix ဖြစ်ပေမဲ့အရှည်ကကြတော့ကျွန်တော်တို့လိုတော့လောက်ကျွန်တော်ရှည်လို့ရတယ်ဥပမာ1 meter 2 meter အထိကိုရှည်အောင်ကျွန်တော်တို့ထုတ်လို့ရတာတွေရှိတယ်เนาะအဲ့တော့ schedule ကြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာပါတဲ့စာရွက်အသေးလေးတွေနဲ့ကမလုံလောက်တော့ဘူးအခုဒီမှာကတော့ဒီခုကျွန်တော်နမူနာပြမဲ့ထဲမှာကတော့ကျွန်တော်တို့က A3 size နဲ့ထုတ်မယ်အဲ့တော့အကြောင်းမလို့ကျွန်တော်တို့က A3 ကိုကျွန်တော်တို့ရွေးမယ် A3 စာရွက်ကိုရွေးလိုက်တဲ့အချိန်မှာ schedule တစ်ခုလုံးကစာရွက်တစ်ရွက်ထဲပေါ်မှာကျွန်တော်ရောက်သွားပြီဒီမှာ setting ရှိတယ်အဲ့ဒီ setting ထဲမှာကျွန်တော်တို့ကဒီဘက်မှာရှိတဲ့မြားအသေးလေးပေါ့နော်ဒီ down arrow လေးကိုကျွန်တော်နှိပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ setting က၄မျိုးရှိတယ်ပထမတစ်မျိုးကကျတော့ print entire project ဒီ project ကြီးတစ်ခုလုံးကိုဒီကျွန်တော်တို့က print ထုတ်မှာဒါတစ်ခုနောက်တစ်ခုကကျတော့ print specific dates ဒီ print specific dates ဆိုတာကကျတော့ကျွန်တော်တို့က date ကိုသတ်မှတ်ပေးရမှာဥပမာကျွန်တော်ကဒီမှာဒီမေလ1ရက်ပေါ့နော်မေလ1ရက်နေ့ကနေပြီးတော့မှကျွန်တော်မေလ10ရက်နေ့ထိထုတ်ချင်တယ်ဥပမာမေလ10ရက်နေ့ထိထုတ်ချင်တယ်ဆိုရင်အခုကျွန်တော်ဒီဘက် preview ထဲမှာမြင်ရတဲ့အတိုင်းပဲမေလ1ရက်နေ့ကနေပြီးတော့မှမေလ10ရက်နေ့အတွင်းကိုပဲကျွန်တော်တို့ကဒီ print ထုတ်ထားတဲ့စာရွက်ပေါ်မှာမြင်ရမှာကျန်တဲ့အပိုင်းတွေကသူကဖျောက်ထားမှာမမြင်ရတော့ဘူးเนาะအဲ့ဒါကတစ်ချက်ရယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ print specific pages ဆိုတော့အခုဒီနမူနာမှာတော့ဒီ page တစ်ခုတည်းနဲ့လုံလောက်ပြင်မဲ့ကျွန်တော်တို့တကယ်ဒီကျွန်တော်တို့ထုတ်ရမယ့် project ကရွေးစားကြည့်လို့စာမျက်နှာက2မျက်နှာ3မျက်နှာ4မျက်နှာစသဖြင့်ဖြစ်နေတဲ့အခါမျိုးမှာစာမျက်နှာတွေအကုန်လုံးမထုတ်ခင်နဲ့ကိုကြိုက်တဲ့စာမျက်နှာကိုထုတ်ချင်တဲ့စာမျက်နှာကိုရွေးပြီးတော့ထုတ်လို့ရတယ်အဲ့တော့ဒီမှာကprint specific pages မှာကဒါကိုနှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်တို့မှာကိုလိုချင်တဲ့စာမျက်နှာကိုသူ့ကိုသတ်မှတ်ပေးလို့ရတယ်ဆိုတော့ကျွန်တော်သတ်မှတ်ပေးလိုက်တဲ့စာမျက်နှာကိုပဲသူက print ထုတ်ပေးမှာနောက်တစ်ခုကကြတော့ကျွန်တော်တို့က print custom dates and pages ဆိုတော့သူကကြတော့ dates ကိုလည်းသတ်မှတ်လို့ရတယ် page ကိုလည်းကျွန်တော်တို့သတ်မှတ်ပေးလို့ရတယ်အဲ့တော့ကိုနဲ့ကိုက်ညီမဲ့ကိုထုတ်ချင်တဲ့ပုံစံနဲ့ကိုက်ညီမဲ့ setting တစ်ခုကိုကျွန်တော်ရွေးပြီးတော့ထုတ်လို့ရတယ်အခုဒီမှာတော့ကျွန်တော်က
ဒီ print entire project ကိုကျွန်တော်ရွေးပါမယ်အဲ့တော့ခုဒီဘက်ဘက်ချမ်းမှာမြင်ရတဲ့အတိုင်းပဲတို့ဒီမှာဆိုလို့ရှိရင် start milestone ရှိမယ်ဒီမှာဆိုလို့ရှိရင် finish milestone ရှိမယ်ဆိုတော့ project တစ်ခုလုံးဟိုဒီကျွန်တော်တို့ဒီစာမျက်နှာတစ်မျက်နှာထဲမှာကျွန်တော်တို့မြင်နေရတယ်ပေါ့သို့တော့ဒါကိုကျွန်တော်တို့က zoom ချက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ text name ရှိမယ် duration ရှိမယ်ဒီမှာ start ရှိမယ်ဒီဘက်မှာကျွန်တော်တို့က finish date ကိုတော့ကျွန်တော်တို့ကဒီ print ထဲမှာထည့်ထားတင်တယ်နော်ဒီတိုင်း start date တစ်ခုတည်းနဲ့ဆိုရင်တော့ကြည့်ရတာကအဆင်မပြေဘူးအဲ့တော့ဒီဘက်မှာ finish date တစ်ခုကိုကျွန်တော်တို့ကထည့်ခြင်းတယ်အဲ့တော့အဲ့ဒီ finish date တစ်ခုကိုကျွန်တော်တို့ထည့်ခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်လုပ်လို့ရတဲ့နည်းလမ်းတစ်ခုကဒီမှာဒီ page setup မှာဒီ view ဆိုတာရှိတယ်နော်အဲ့ဒီ view ကိုကျွန်တော်တို့ကနှိပ်မယ်နှိပ်လိုက်လို့ရှိရင်ဒီမှာကျွန်တော်ရွေးလို့ရတာရှိတယ်နော် print first 3 columns ဒါကသူ့ရဲ့ဒီ default ပေါ့ default ကအဲ့တိုင်းလာအဲ့တော့ကျွန်တော် print ထုတ်တဲ့အခါမှာ column ဘယ်နှခုထိကျွန်တော်တို့ကဒီ print ထုတ်ထားတဲ့စာချုပ်မှာပါခြင်းတယ်လဲဒါကိုကျွန်တော်တို့ကသိထားဖို့လိုတယ်အခုကျွန်တော်တို့ column ကိုတစ်ချက်ရေးကြည့်မယ်ဒါဆို column number 1 2 3 4 5 6 finish date က start date ရဲ့နောက်မှာသူကကပ်ပြီးရှိတယ်ဒါဆိုလို့ရှိရင်သူက column number 9ဖြစ်မယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီမှာဟလာ print first 7 column ပေါ့ပထမ column 9ခုကိုဒီ print ထဲမှာထည့်မယ်ဆိုပြီးတော့မှကျွန်တော်တို့ကပြောလိုက်တယ်အဲ့ပြီးရင် okay ကိုကျွန်တော်နှိပ်လိုက်မယ်အခု okay နှိပ်ပြီးတဲ့အခါမှာကျွန်တော်တို့မြင်ရတာက start တဲ့နောက်မှာ finish column လည်းပါလာပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ print ထဲမှာဟလာ project ကဘယ်နည်းမှာစမယ်ဘယ်နည်းမှာပြီးမယ်အစရောအဆုံးရောနှစ်ခုစလုံးကိုကျွန်တော်တို့ကမြင်နိုင်တာပေါ့နောက်ထပ်ကျွန်တော်တို့ပြောစရာတွေကရှိသေးတာကဒီ page setup ထဲမှာကျွန်တော်တို့ဒီ page tab ကကြတော့ Excel တို့ Word တို့နဲ့အတူတူပဲဘာမှကွာခြားမှုမရှိဘူးအတူတူပဲ margin ဒီတိုင်းပဲเนาะကျွန်တော်တို့ left မှာဘယ်လောက်ထားမလဲ right မှာဘယ်လောက်ထားမလဲဟုတ်လား top မှာဘယ်လောက်ထားမလဲစသဖြင့်ပေါ့နော် header ဒီ header မှာကကြတော့ထည့်လို့ရတာကเนาะ left ရဲ့ center ရဲ့ right ရဲ့ဒါလည်းပဲ Word တို့ Excel တို့နဲ့အတူတူပါပဲများသောအားဖြင့်ကျွန်တော်တို့ထည့်လေးထည့်တာရှိတာကဒီ header မှာ left မှာ project title အဲ့တော့ဒီမှာ project title ကိုကျွန်တော်ယူလာဒီ general ရဲ့ဘေးမှာဒီ down arrow ရှိတယ်အဲ့ down arrow ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြင်ရမှာကproject title ဆိုတာမှရှိတယ်အဲ့ဒါကိုကျွန်တော်တို့ရွေးမယ်ပြီးရင် add ဆိုတဲ့ button ကိုနှိပ်ဖို့မမေ့ပါနဲ့များသောအားဖြင့်ဖြစ်တတ်တာကဒီမှာရွေးပြီးရင် okay ကိုတက်နှပ်နှိပ်တတ်တယ်အဲ့လိုနှိပ်လို့ရှိရင်ဒီမှာမပေါ်ဘူးเนาะတစ်ခါပြန်ပြီးတော့လုပ်ရတတ်တယ်အခုဒီမှာ add ကိုကျွန်တော်နှိပ်လိုက်ရင် preview နေရာမှာကျွန်တော် project ရဲ့ title ဒီမှာလာပေါ်နေတာပေါ့နော် project title က Tower Foundation Schedule ဆိုပြီးတော့လာပေါ်နေတော့ပေါ့အဲ့ဒါရဲ့ပြီးနောက်ထပ်ကျွန်တော်တို့ထပ်ပြီးတော့ထည့်တတ်တာကအဲ့ဒီမှာ start ကိုထည့်တတ်တယ်။နောက် start ကိုကျွန်တော်ရိုက်ထည့်လိုက်မယ်။ရိုက်ပြီးရင်ဒီမှာကျွန်တော်တို့ start date ကိုကျွန်တော်တို့ရွေးမယ်။ဟုတ်။အဲ့တော့ start date ကဒီမှာsorry ဒီက system date project start date ဟုတ်မှာတွေ့ပြီ။ project start date ကိုကျွန်တော်တို့ကထည့်လိုက်မယ်။ပြီးရင် add ကိုနှိပ်ဖို့မမေ့ပါနဲ့။ add နှိပ်လိုက်တယ်ဒါဆိုရင်ဒီမှာ preview မှာကျတော့ဒီဟာက project title ဒီဟာက project summary နေပေါ့နော်နောက်တစ်ချက်ကသူ့ရဲ့နောက်မှာ project finish date တခုကိုကျွန်တော်တို့ကထပ်ထည့်မယ်အဲဆိုလို့ရှိရင် finish type လုပ်ပြီးထည့်မယ် down arrow ကိုနှိပ်ပြီးတော့ project finish date ကိုကျွန်တော်တို့လိုက်ရှာမယ် project finish date တွေ့ပြီ project finish date ကိုကျွန်တော်နှိပ်မယ် add ကိုနှိပ်မယ်အခုဒီမှာ preview မှာမြင်ရတဲ့အတိုင်းပဲဒီအပေါ်မှာလာပြီးတော့ပေါ်မှာပေါ့အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ okay နှိပ်လိုက်မယ်ဒီမှာမြင်နေရတာက Tower Foundation Schedule start ကမေလ1ရက်နေ့ပြီးမှာကမေလ26ရက်နေ့မှာပြီးမယ်အဲ့ဒီလိုပဲကျွန်တော်တို့ထပ်ထည့်လို့ရနိုင်သေးတာတွေကဒီ center မှာထည့်လို့ရမယ် right မှာထည့်လို့ရမယ်များသောအားဖြင့်ဒီ right မှာဆိုလို့ရှိရင်ဒီ schedule ရဲ့ဒီ revision number ဘယ်လောက်လဲစသဖြင့်ပေါ့ဒါမျိုးတွေကျွန်တော်တို့ထည့်ကြတယ်ကျွန်တော်တို့ footer ကိုဖတ်ကြည့်မယ်ဒီ footer tab ကိုကျွန်တော်နှိပ်လိုက်တယ်နှိပ်ပြီးရင်ကျွန်တော်တို့ခုလက်ရှိဒီမှာထည့်ထားတာကကြတော့ကျွန်တော်တို့က center မှာ page number ကိုထည့်ထားခုဒီမှာမြင်ရတဲ့ page 1 center မှာ page number ကိုထည့်ထားတယ်ဒီမှာလည်းပဲကျွန်တော်တို့လိုအပ်တာတွေကျွန်တော်တို့ထည့်လို့ရတော့เนาะဒီမှာဒီ general ထဲမှာဆိုလို့ရှိရင်တော့ဟလာဒီခုဒီထဲမှာကျွန်တော်ရွေးလို့ရမယ်เนาะစသဖြင့်အဲ့ဒါမှာ page name sorry page number total page count project title စသဖြင့်ကျွန်တော်တို့ထည့်လို့ရမယ်တခါ project fee ထဲမှာဆိုလို့ရှိရင်တော့ဒီ project နဲ့ပတ်သက်တဲ့ဒီထူးသဖြင့်ဒီ schedule နဲ့ပတ်သက်တဲ့
data တွေကိုကျွန်တော်တို့ဒီမှာထည့်လို့ရအောင်ဥပမာ percent complete ဒါက project ကတကယ်စထားနေပြီเนาะ project ကစနေပြီအဲ့တော့ project completion တွေကိုကျွန်တော်တို့ update လုပ်တိုက်တဲ့အခါမှာဘယ်နှရာခိုင်နှုန်းပြီးနေပြီဒီ project က10ရာခိုင်နှုန်း15ရာခိုင်နှုန်းပြီးနေပြီစသဖြင့်ကျွန်တော်တို့မှာ data ရှိရင် percent complete ကိုနှိပ်ပြီးတော့မှဒီအောက်ဘက်မှာကျွန်တော်တို့ကထည့်ပေးလို့ရတာပေါ့เนาะဒီကိုထည့်ခြင်းနဲ့data ကိုဒီမှာရွေးလို့ရတာပေါ့နောက်တစ်ချက်ကကျတော့ကျွန်တော်တို့က legend ဒီ legend ကကျတော့အခုဒီအပိုင်းကိုပြောတာ legend ကဒီအပိုင်းကိုပြောတာเนาะဒီအပိုင်းကိုပြောတာ footer ကအဲ့ဒီ legend ရဲ့အောက်မှာရှိတဲ့အပိုင်းကို footer လို့ပြောတာအဲ့တော့အခုဒီ legend မှာဆိုလို့ရှိရင်ကျွန်တော်တို့မြင်နေရတာကဘယ်ဘက်မှာเนาะဘယ်ဘက်မှာ left မှာဆိုလို့ရှိရင်ထည့်ထားတာက project title เนาะ project title ထည့်ထားတယ်ပြီးတော့ဒီမှာ date ကိုထည့်တာဒီ date ကကျတော့ကျွန်တော်တို့ဒီ system date ကိုထည့်တာเนาะကျွန်တော်အခုသုံးနေတဲ့အချိန်ပေါ့နော်အခုလက်ရှိနေတဲ့အချိန်ကိုသူကထည့်တာအခုကကျွန်တော်တို့ပြင်လို့ရတာပေါ့ဒါကသူ့ရဲ့ default ကဒီပုံစံနဲ့လာတယ်ပြီးတော့ဒီဘက်မှာမြင်ရတဲ့ဟာကကျတော့ကျွန်တော်တို့ကဒါက legend ဒီ legend ကကျတော့ကျွန်တော်တို့ဒီမှာသုံးထားတဲ့ bar တွေကိုเนาะဒီမှာသုံးထားတဲ့ budget ထဲမှာပါနေတဲ့ဒီ bar တွေကိုသူကရှင်းပြတာเนาะဘယ်ဥပမာဒီ bar ဆိုလို့ရှိရင်ဒီမှာ text ဆိုတာသူရှင်းပြထားတယ်เนาะဆိုတော့ဒီဟာက legend အပိုင်းဖြစ်မယ်အဲ့တော့ဒီနေရာမှာ legend ကိုကျွန်တော်တို့စာမျက်နှာတိုင်းမှာထည့်မလားဒါမှမဟုတ်လို့ရှိရင်သူ့ကို legend page တစ်ခုထားပြီးတော့မှထည့်မလားဒါမှမဟုတ်လို့ရှိရင် legend ကိုကျွန်တော်လုံးဝမသုံးတော့ဘူးလားမထည့်တော့ဘူးလားဆိုပြီးကျွန်တော်တို့ဒီမှာရွေးလို့ရအောင် every page ဆိုလို့ရှိရင်စာမျက်နှာတိုင်းမှာပေါ်မယ် legend page ကိုရွေးရတယ်ဆိုလို့ရှိရင် legend page သီးသန့် print ထုတ်မယ်အဲ့ဒီမှာပဲဒီ legend ကပေါ်နေလိမ့်မယ် none ကိုတော့နှိပ်မယ်ဆိုလို့ရှိရင်တော့ဘာ legend မှာသူမပေါ်တော့ဘူးပေါ့နောက်တစ်ခုကကျဒီမှာ width ကကျတော့ကျွန်တော်တို့ဒီ height ကိုသူက adjust လုပ်တာเนาะကျွန်တော်တို့တစ်ခါမှာဒီမှာ text တွေကများတဲ့ခါကျတော့ဒီနေရာကြီးကနေရာယူလုံးအောင်ကြည့်တာပေါ့အဲ့နေရာယူလုံးတဲ့အခါမှာကျွန်တော်တို့ကဒီကနေပြီးတော့မှကျွန်တော် adjust လုပ်လို့ရပါဘူးဒါဆိုတဖြည်းဖြည်းနဲ့ဒါလေးကပေးသွားတာပေါ့နော်နောက်တစ်ချက်ကကျတော့ legend labels အဲ့ဒါကကျတော့ကျွန်တော်တို့ဒီ legend မှာဒီမှာပေးနာမှာtext တွေရှိတယ်အဲ့ text တွေကိုကျွန်တော်တို့လိုချင်တဲ့ font style ပြောင်းမယ် size ပြောင်းမှာပေါ့နော်အဲ့ဒီအတွက်ကိုဒီကောင်ကသုံးရတာဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ setting ပိုင်းမှာဒါပြီးသွားပြီပေါ့နော်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ okay နှိပ်လိုက်မယ်အခုဆိုရင်ဒီမှာ page 1 of 2ဖြစ်နေတယ်ဆိုတော့ page 2ကဘာဖြစ်မလဲဆိုရင်ဒီက legend page ဖြစ်နေတယ်ဆိုတော့ဒါကကျွန်တော်သိအဆင်မပြေဘူးအဆင်မပြေတော့ကျွန်တော်တို့ပြန်ပြောင်းအောင်နော်ဒီနေရာမှာကျွန်တော်တို့က legend ကိုထည့်မယ်ဒီ every page မှာထည့်မယ်စာမျက်နှာတိုင်းမှာ legend ကိုပေါအောင်ထည့်မယ်ဆိုရင်ဒီစာမျက်နှာကိုရွေးမယ်စာမျက်နှာတိုင်းမှာ legend ပေါအောင်ဆိုရင်ဒီ option ကိုရွေးမယ် okay နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ project တစ်ခုလုံးကိုခြုံပြီးတော့မြင်ရတယ်တစ်ဖက်မှာလည်းပဲကျွန်တော်တို့ဒီ text ဒါက text mode เนาะဒီ automatically schedule text mode လား manually schedule mode လားဆိုတော့ဒီမှာပြတယ်ဒီ column ကတော့ကျွန်တော်တို့မထည့်လဲပါမှမဖြစ်ဘူးเนาะကျွန်တော်တို့ text တွေအကုန်လုံးကများသောအားဖြင့်ကဒီ automatically schedule mode နဲ့ကျွန်တော်တို့ထည့်ရတာဒီ text name column ကဒါကမဖြစ်မနေထည့်ရမယ်ပြီး duration ကမဖြစ်မနေထည့်ရမယ်တစ်ဖက်က start နဲ့ finish date ကလည်းပဲဒါမဖြစ်မနေထည့်တင်နေအောင်ပြီးနောက်ထပ် column တွေကျွန်တော်တို့ထည့်မယ်ဆိုတော့ထည့်လို့ရတယ်အများကြီးရှိတယ်ဥပမာ pretty sexa လို့ဟာမျိုးပြီးလို့ရှိရင်ကျွန်တော်တို့ဒီ total slack လို့ဟာမျိုးပေါ့အဲ့တော့ Microsoft project မှာတော့slack လို့သုံးတယ် flow ကိုဆိုတော့ Primavera မှာဆိုတော့ total flow လို့သုံးပါပေါ့ဆိုတော့အခုလို့ကျွန်တော်တို့ဒါစိတ်တိုင်းကျသွားပြီကျွန်တော်တို့ဒီ setting လုပ်လို့ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကဒီ print ကိုနှိပ်လိုက်ရင်ရပြီပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ဒီ print out တစ်ခုပြမှာပေါ့အခုကျွန်တော်ပြောပြခဲ့တဲ့ဟာတွေကိုနားလည်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်ပိုင်းမှာလည်းပဲဒီ MS project နဲ့ပတ်သက်တဲ့တခြား video တွေလည်းကျွန်တော်ဆက်ပြီးတော့တင်ပေးအောင်မယ်ဆိုတာလည်းပဲကျွန်တော်ပြောချင်ပါတယ်အခုလိုကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်